ငင်းကြလုံးမင်္ဂလာပါကျွန်တော်ဒီနေ့မှာဆိုရင် protein တက်အများကြီးပါတယ်ပဲနီလေးတိုဟူးဂျိုနီလေးပါဒီတိုဟူးလုံနီလေးကကျွန်တော်သဘောကျတဲ့နိုင်ငံတကာဟင်းချက်နီတွေကိုချက်ပြတဲ့ YouTuber တယောက်ရဲ့ချက်နီလေးလည်းဖြစ်ပါတယ်ပဲနီလေးက300 gram မှာ18ကျပ်သားလောက်ရှိပါတယ်ဒါကိုကျွန်တော်တို့တညရေကြိုပြီးတော့စိမ်ပေးထားပါတယ်ကျွန်တော်ကတော့စိမ်ထားတဲ့အခါမှာအချင်းပေါက်မှာဆိုတာကြောင့်ရေခဲတက်တာထဲမှာထည့်ပြီးတော့ညာလုံးပေါက်စိမ်ပေးထားပါတယ်ပဲနီလေးက2ဆလောက်ပွာလာပြီဆိုရင်ရေနဲ့လုံးဝပြောင်သွားအောင်ဆေးပေးပါပြီးတော့ရင်ကျွန်တော်တို့ဒီကြိတ်ဆက်ထဲမှာထည့်ပြီးတော့ကြိတ်လိုက်ပါတယ်ရေကကြတော့ကျွန်တော်ကဒီခွက်တစ်ခွက်လောက်ပဲထည့်ပါတယ်ကျွန်တော်ကဒီအဖက်အကျန်းကြီးနေပါမှာကြောက်တာကြောင့်စကားလေးနဲ့စစ်ပေးပါတယ်အကယ်၍အလုံးရှုပ်တယ်ဆိုရင်တော့စကားနဲ့မစစ်လဲရပါတယ်အမြင့်တက်တွေပါတာကြောင့်ကျွန်တော်တို့ဒီခနာကိုအတွက်ပို့ပြီးတော့အကျိုးလည်းရှိပါတယ်ပြီးတော့ရင်ဒေအိုထဲမှာတိုဟူးကြိုသလိုပဲကျွန်တော်တို့ဒီပဲနီလေးအနှစ်တွေကိုထည့်ပြီးတော့ကြိုပေးရုံပါပဲအရသာအတွက်စားလေးအနည်းငယ်လေးထည့်ပါတယ်9မိနစ်လောက်ထပ်ပြီးတော့မှွေပေးပါတယ်ပဲပြစ်တာကြောင့်ကျွန်တော်တို့ဒေအိုအောက်ခြေမှာမကက်စေဖို့အတွက်အဆက်မပြတ်ကိုမှွေပေးဖို့တော့လိုပါတယ်ထဲမဲ့ခွက်ထဲမှာစီတုပ်လို့ရပါတယ်ကျွန်တော်ကတော့မတုပ်တော့ဘဲနဲ့ဒီတိုင်းပဲဒီပဲနှစ်တွေကိုထည့်လိုက်ပါတယ်ပုံစံခွက်ထဲထည့်တဲ့အခါမှာဆိုရင်ကျွန်တော်ပဲကနည်းနည်းအေးသွားတာကြောင့်နည်းနည်းလေးမာသွားတဲ့အတွက်ထည့်ရတာခက်ပါတယ်ဒါကြောင့်ကျွန်တော်တို့ဒီကြိုပြီးတော့ချက်ချင်းဒီပုံစံခွက်ထဲကိုလောင်းထည့်တာကညီညာလေးမျက်နှာပြင်ရမှာဖြစ်ပါတယ်တိုဟူးလိုမျိုးမဟုတ်ဘဲနဲ့ဒီပဲနီလေးတိုဟူးကခဲတာအရင်မြန်ပါတယ်ဒါကြောင့်ကျွန်တော်တို့အမြန်မြန်လေးထည့်ပြီးတော့အေးခံလိုက်တယ်ဆိုရင်ပဲတနင်္လာရီလောက်ကြာတာနဲ့ခဲသွားပါပြီကျွန်တော်ကတော့အတုံးလေးတုံးပြီးတော့စီပူနဲ့ကြော်စားပါတယ်တိုဟူးကြော်အရသာလိုပါပဲတူပါကအသားကပိုကျစ်တဲ့အတွက်ပိုပြီးတော့မှုေးပါတယ်ဒီတိုင်းကျွန်တော်တို့တိုဟူးတုတ်တလို့တုတ်စားတာတဲ့ဆိုင်ဒီတိုဟူးတွေကိုပပလေးလှီးပြီးတော့ကျွတ်ကျွတ်လေးကြော်စားရင်တော့တော်တော်လေးမှုေးပြီးတော့စားလို့ကောင်းပါတယ်ကျွန်တော်ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးတဲ့တကယ်ကြီးအားလုံးကိုကျေးဇူးအထူးပဲတင်ရှိပါတယ်တကယ်ရှင်အားလုံးကျမ်းမာပျော်ရွှင်ကြပါစေဘိုင်ဘိုင်